အမေဆုံးသွားတာ9ရက်တောင်ရှိပြီဒါပေမဲ့ကျမကတော့အမေအိပ်ပျော်နေတယ်လို့ပဲထင်ခဲ့တာအမေခြေထောက်ဆေးပေးဖို့ရေနွေးတွေယူလာပေးတယ်အမေပြောအောင်ပုံမြင်တွေပြောပြခဲ့တယ်အမေကိုယ်လုံးလေးအရန်အေးနေတာသတိထားမိလို့နှွေးသွားအောင်ဖတ်ပြီးအိတ်ခဲ့ပေမဲ့အမေဝိညာဉ်ကကျမကိုကြည့်နေခဲ့မှန်းအဲ့ဒီအချိန်ကမသိခဲ့ဘူးအိမ်ထဲကနေထူးဆန်းတဲ့အနံ့အသက်တွေရလာလို့အိမ်ကြီးချင်းတွေကအဖေစီအမြန်ဖုံးဆက်ခဲ့ကြတယ်အဖေကတက်တော်ဆောင်တွေနဲ့အတူအိမ်ထဲကိုပြေးဝင်လာချိန်မှာကျမကအမေကိုဆန်ပြုတ်တိုက်ဖို့ပြင်နေတာမိထွေးကအမေသေးသွားပြီလို့ပြောတော့ကျမအရန်ဒေါသထွက်သွားတယ်သူကအမေကိုချိန်ဆနေတယ်လို့ပဲထင်ခဲ့တာလေဒါပေမဲ့အဖေကကျမကိုဆွဲထားပြီးတက်တော်ဆောင်တွေကိုအမေရဲ့အလောင်းကိုတည်သွားဖို့ခိုင်းလိုက်တယ်ကျမဘလောက်ပဲငွေလိုတောင်းပန်ပါစေအမေကိုကျမနားမှာထားခဲ့ဖို့သူတို့ညှင်းဆန်ခဲ့ကြတယ်ဆေးရုံစင်ကြံမှာအဖွားကိုတယောက်ပြောတာကြားခဲ့ရတယ်တကိုးကြီးတောင်ပေါ်ကနမင်းစီမှာအကြိမ်100ဦးချရင်ဆူတောင်းတစ်ခုပြည့်တဲ့ဒါနဲ့ကျမအမေကိုတောင်ပေါ်ခေါ်သွားမယ်လို့ပြောလိုက်တယ်နောက်နေ့မှာပဲအမေကိုတိတ်တဆိတ်ဆွဲခေါ်သွားခဲ့တယ်ခြေတလန်းလန်းတိုင်း3ကြိမ်ဦးချခဲ့တယ်အမေပြန်နိုးလာပြီးကျမနဲ့အတူရှိနေပေးဖို့နမင်းစီမှာတောင်းပန်ခဲ့တယ်ဒါပေမဲ့ပူပြင်းလာတဲ့နေအောင်အောက်မှာ69ကြိမ်မြောက်ဦးချပြီးမှတော့ကျမထပ်မတောင်းခံနိုင်တော့ပဲသတိလစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲနမင်းကိုမြင်လိုက်ရပြီးအမေကိုအသက်ပြန်သွင်းပေးဖို့သူသဘောတူခဲ့တယ်ကျမပြန်နိုးလာတော့အဖေနဲ့မိထွေးကဆေးရုံကတင်ပေးမှရောက်နေပြီကျမတယောက်တည်းဆေးရုံမှာထားခဲ့ရမှာစိုးရိမ်လို့ဆိုပြီးသူတို့ကျမကိုအိမ်ပြန်ခေါ်သွားကြတယ်အဖေရှိမှတော့မိထွေးကကျမအပေါ်အရန်ကောင်းပြနေတာဒါပေမဲ့အဖေအလုပ်သွားတာနဲ့သူ့အမူအရာကချက်ချင်းပြောင်းလဲသွားတော့တာပဲသူ့အတွက်ရေခက်ပေးခိုင်းတယ်ကြမ်းတိုက်ခိုင်းတယ်ကျမခဏလေးတွန့်ဆုတ်နေမိတာနဲ့သူကအစားမကျွေးတော့ဘူးဗိုက်စာရဲလို့ပြောတော့ရေနွေးနေတောင်ကျမကိုနှိပ်စက်ဖို့စူးစမ်းသေးတယ်အမေဝိညာဉ်ကကျမဘေးမှာရှိနေပေမဲ့သူဘာမှမကူညီနိုင်ခဲ့ဘူးကံကောင်းတာကအဖေအိမ်ပြန်ရောက်လာချိန်နဲ့ကွက်တီပဲကျမကြောက်လန့်တကြားနဲ့အဖေရင်ခွင်ထဲပြေးဝင်ခဲ့ပေမဲ့မိထွေးကကျမတခုခုမှားလုပ်ထားလို့စိတ်မကောင်းဖြစ်နေတာပါဆိုပြီးလိန်ပြောလိုက်တယ်အဲ့ဒီစကားကိုကြားပြီးအဖေကကျမကိုဘေးပဲထုတ်ပြီးမိထွေးကိုပဲချော့နေခဲ့တယ်အဲ့ဒီအချိန်မှာကျမရင်ကွဲမတက်ခံစားခဲ့ရတယ်တနေ့ကုန်အစားမစားရတော့အပြင်ထွက်ပြီးဒဇိမ့်တွေစီအစာတောင်းစားဖို့ကလွဲလို့ကျမမှာရွေးချယ်စရာမရှိတော့ဘူးဒါပေမဲ့ဘသူကမှမကူညီခဲ့ကြဘူးလမ်းပေါ်မှာမျောလင်းချက်မဲ့ရှောက်လာရင်ကျမစီအရှိန်နဲ့မောင်းလာတဲ့ကုန်တင်ကားကြီးကိုသတိမထားမိခဲ့ဘူးအဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲအမေကပြေးလာပြီးကျမကိုဖတ်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲအမေကနတ်မင်းနဲ့တွေ့ခဲ့တယ်အမေကဘာဖြစ်နေမှန်းမသိပေမဲ့နတ်မင်းကတော့အမေလူပြန်ဖြစ်လာတာကိုဂုဏ်ပြုခဲ့တယ်အမေကမတော်တဆမှုဖြစ်ပြီးနောက်ကျမဘာဖြစ်သွားလဲဆိုတာကိုသိချင်နေပြီးမိထွေးနဲ့အဖေကိုနောင်တရအောင်လုပ်မယ်လို့ကြိမ်ဆိုခဲ့တယ်တစ်ဖက်မှာလည်းကျမကမတော်တဆမှုမှာဘာဒဏ်ရာမှမရခဲ့ပေမဲ့မိထွေးကအဖွားကိုကျမကိုစွန့်ပစ်ဖို့ဖြောင်းဖြနေခဲ့တယ်ဒါပေမဲ့အဖေကတော့ကျမကိုအိမ်ပြန်ခေါ်ဖို့အတင်းပြောနေခဲ့တယ်အဲ့ဒီအချိန်မှာအမေကဆေးရုံကိုရောက်နေပြီဖြစ်ပေမဲ့ကျမကိုလာတွေ့ဖို့တော့မရဲသေးဘူး